အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုကတော့VXLAN part 3ပေါ့နော်အဲ့တော့ part 3မှာကျွန်တော် demo လုပ်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကတော့VXLAN ကိုကျွန်တော်တို့multicast သုံးပြီးတော့ပုံမှန်ကျွန်တော်တို့ bridging ပေါ့နော် bridging အနေနဲ့အသုံးပြုတဲ့ demo ဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုမကြည့်ခင်အရင်ရှေ့ကဗီဒီယိုတွေကိုကြည့်စေချင်ပါတယ် part 1နဲ့ part 2ဆိုပြီးတော့ရှေ့မှာရှိပါတယ်အဲ့တော့ဒီဗီဒီယိုရဲ့ description ထဲမှာလည်းအဲ့ဒီ link လေးပါပါတယ်အဲ့တော့အခုဆိုရင်ကျွန်တော်တို့စပြီးတော့ကြည့်အောင် demo အဲ့ဆိုဒီမှာတွေ့ရတာကတော့ဒါကျွန်တော်အခု configure လုပ်မဲ့ network diagram ပေါ့နော်အဲ့တော့ network diagram မှာဒီမှာဆိုရင်ကျွန်တော်တို့တွေ့ရတာက Nexus switch 1 ရှိမယ် switch 2 ရှိမယ်ပြီးတော့ကျွန်တော်တို့ဒီအထဲကကျွန်တော်တို့ဒီသူတို့နှစ်ခုကြားကကြတော့ဘာဖြစ်မလဲဆိုတော့layer 3 link ဖြစ်မယ်ပေါ့နော်အဲ့တော့အပြင်မှာတကယ် network မှာဆိုရင်တော့ဒီ network ကကြားထဲမှာအများကြီးရှိနေတယ်ပေါ့နော်provider router တွေဖြစ်ပါပြီအဲ့တော့ပြောချင်တာကတော့ဒီကောင်ကကျွန်တော်တို့ layer 3 network အဲ့တော့ဒီ lab မှာတော့ကျွန်တော်ဒီနှစ်ခုကို layer 3အနေနဲ့ချိန်ထားမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် IP address က 192.168.1.0/30 layer 3 network အခုနကပြောခဲ့လို့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ spine leaf ရှိမယ်ပေါ့နော်spine တွေရှိမယ်ဒီကောင်တွေက leaf ဒီဒါကကျွန်တော်တို့ RP ဖြစ်ခြင်းဖြစ်မယ်ကျွန်တော်တို့ round reflector ဖြစ်ခြင်းဖြစ်မယ်ဒါကBGP သုံးမယ်ကျွန်တော်တို့ multicast သုံးမယ်ဆိုရင်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကျွန်တော်တို့အရင်ဆုံးမလုပ်ခင်ပထမဦးဆုံးကျွန်တော်တို့ခုနကအရင်ကျွန်တော်ဗီဒီယိုတွေမှာပြောခဲ့တဲ့ဒီကျွန်တော်တို့ enter လေးကိုအခု configure လုပ်မယ်ပေါ့နော် enter လေးကို configure လုပ်ဖို့အတွက်ခုနကပြောခဲ့တဲ့ဒီ link ကကျွန်တော်တို့ layer 3 network ဖြစ်မယ်ပြီးတော့ IP address assign လုပ်မယ်ကျွန်တော်တို့ e1/2 e1/2 ကိုအဲ့တော့သူက .1 ပေါ့သူက .2 နောက်ပြီးတော့ loopback address configure လုပ်မယ်အဲ့တော့ဒီ loopback address ကကျွန်တော်တို့ဒီ vtab ပေါ့နော် vtab အတွက်သုံးဖို့အတွက် loopback address လို့တယ်ဒီနှစ်ခုကြားမှာကျွန်တော်တို့ tunnel ဆောက်ဖို့ပေါ့နော်ဒါ VXLAN tunnel ဆောက်ဖို့အတွက်ဒီ source address က loopback ဆိုတော့ကျွန်တော်တို့ loopback configure လုပ်မယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ layer 3မှာကျွန်တော်တို့ OSPF configure လုပ်မယ်ဒါကတော့ပုံမှန် layer 3 network ပေါ့နော်အဲ့တော့ VXLAN ကအဲ့ဒီပေါ်ကနေပြန် run မှာဆိုတော့အဲ့တော့ကျွန်တော်တို့အဲ့ဆိုရင် network diagram လည်းကြည့်ပြီးပြီဆိုရင်ဒီ enter လေးကျွန်တော်တို့ configure လုပ်မယ် network ဒီ Nexus device တွေပေါ်မှာအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာတွေ့ရတယ်လို့ပဲအရင်ဆုံးကျွန်တော်တို့ဒီ feature တွေ enable လုပ်အောင်ပါเนาะ feature တွေကကျွန်တော်တို့ဒီ Nexus ပေါ်မှာဒီသူ့မှာ RAM သူ့ပေါ်မှာ RAM ဆိုရင်ကျွန်တော်တို့ enable feature တွေလုပ်ပေးရတယ်အဲ့တော့အဲ့ဘာ feature တွေလဲဆိုတာကျွန်တော်တို့ခဏနေကြရင်ကြည့်မယ်ပြီးတော့ OSPF configure လုပ်မယ်ပြီးတော့ interface တွေ assignment လုပ်မယ်ဒါကတော့ loopback interface လုပ်မယ်ပေါ့เนาะဒါကတော့အကြမ်းမြင်ဒါအဆင့်တွေကျွန်တော်ဒီမှာပြထားတာပါအဲ့ဆိုရင်အခုဒီမှာတွေ့ရတာကကျွန်တော်တို့ Nexus 1 ရှိမယ် Nexus 2 ရှိမယ်အဲ့တော့အဲ့ဒီရဲ့ terminal တွေကိုကျွန်တော်တို့အခုဆိုရင်ရောက်နေပြီပေါ့နော်အဲ့တော့ခုနကပြောခဲ့တဲ့ကျွန်တော်တို့ feature တွေ enable လုပ်မယ်အဲ့တော့ config တွေကျွန်တော်တို့ဝင်ပြီးတော့OSPF ကျွန်တော်တို့ feature enable လုပ်မယ်နောက်ကျွန်တော်တို့ multicast အတွက် pin ပေါ့နော် pin ဆိုတဲ့ဒီ multicast မှာသုံးတဲ့ကျွန်တော်တို့ feature ကို enable လုပ်မယ်နောက်ပုံမှန်ကျွန်တော်တို့interface VLAN ကိုကျွန်တော်တို့ layer 3 VLAN သုံးလို့ဒါပေမဲ့လောလောဆယ်ကတော့ဒီ layer 3 VLAN မသုံးဘူးကျွန်တော်တို့ပုံမှန် bridging အနေနဲ့ဆိုတော့နောက်ခုနကပြောခဲ့တဲ့ကျွန်တော်တို့အရင်ဗီဒီယိုတွေမှာပြောခဲ့တဲ့နော် VN segment ဆိုတဲ့ feature enable လုပ်ပေးရမယ်ဒါ Nexus ပေါ်မှာပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ NV overlay ဆိုတဲ့ feature
အဲ့တော့ဒါကတော့ VXLAN enable လုပ်တဲ့သဘောပဲပေါ့နော် NV overlay feature ကိုကျွန်တော်တို့ enable လုပ်ပေးမယ်အဲ့တော့နောက်ကျွန်တော်တို့ဒီ VXLAN ကဒီကျွန်တော်တို့သူက encapsulation ထပ်လုပ်တယ်ပေါ့နော်ပုံမှန် packet ပေါ်မှာ UDP နဲ့ encapsulation ထပ်လုပ်တဲ့အတွက်ကျွန်တော်တို့က MTU site ကိုလည်း configure လုပ်ပေးဖို့လိုတယ်ပေါ့နော် Jumbo frame ကို allow လုပ်ဖို့အတွက်အဲ့တော့ MTU site ကျွန်တော်တို့ဒီ Jumbo frame allow လုပ်ထားလို့ဆိုရင်ဒီ VXLAN ကအလုပ်မလုပ်ဘူးပေါ့နော်အဲ့ဒီမှာဆိုကျွန်တော်တို့ system Jumbo MTU configure လုပ်ပေးမယ်ကျွန်တော်အဲ့ဒါပြီးရဆိုရင်interface တွေကိုကျွန်တော်တို့ configure လုပ်မယ်ဥပမာ interface e1/2 ပေါ့နော်အဲ့တော့ nexus 1မှာ IP address ကျွန်တော်တို့ assign လုပ်မယ် 192.168.1.1 ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ OSPF area 0မှာကျွန်တော်တို့ configure လုပ်ပေးမယ်ပြီးတော့သူကကျွန်တော်တို့ဒီ multicast မှာပါမဲ့အတွက် pin sparse mode configure လုပ်ပေးမယ်ပေါ့နော်နောက်ပြီးရင်ကျွန်တော်တို့ nexus 2မှာလည်း same configuration လုပ်ဖို့လိုတယ်အဲ့တော့အဲ့ဒါမလုပ်ခင်ကျွန်တော်တို့ interface loopback မှာ loopback 10မှာလည်းIP address assign လုပ်ပေးမယ် 10.1.1.1/32 အဲ့ဒီ interface ကကျွန်တော်တို့ vtab tunnel endpoint အတွက်သုံးမှာပေါ့နော်အဲ့တော့သူ့မှာလည်းအလိုပဲ OSPF area configure လုပ်မယ်နောက်ပြီးတော့ pin ကိုလည်းကျွန်တော်တို့ sparse mode configure လုပ်ပေးမယ်ဒီ multicast ကတော့အရင်ဒီထက်မှာမပါတော့ဘူးเนาะပုံမှန်ကျွန်တော်တို့ဒီ configuration ပဲပါမယ်နောက်ကျွန်တော်တို့ interface loopback 100ပေါ့နော်100ကကြတော့ဒါကတော့ကျွန်တော်တို့ OSPF ပေါ့နော် router OSPF ID အတွက်အသုံးပြုဖို့အတွက်ပဲဒီ configure လုပ်တာပေါ့တကယ်ဒီ ဒီ topology ထဲမှာမပါဘူးပေါ့နော် configuration ထဲမှာမပါဘူးဒီ OSPF router ID ကွဲသွားအောင်လို့ပဲကျွန်တော်ဒီ loopback ကို create လုပ်တာပေါ့နောက် loopback 200ကကြတော့ကျွန်တော်တို့ multicast ကျွန်တော်တို့သုံးတဲ့အတွက်ပေါ့ multicast သုံးတဲ့အတွက်ဒီ anycast RP အနေနဲ့အသုံးပြုလို့ရအောင် configure လုပ်ထားမယ်အဲ့တော့ loopback 200ကတော့ဒီ anycast RP အတွက်ပေါ့အဲ့လိုပဲကျွန်တော်တို့ဒီ nexus 2မှာလည်းconfigure လုပ်မယ်ခုနကconfiguration အတိုင်းပဲ IP address ပဲကျွန်တော်တို့ပြောင်းသွားမယ်ပေါ့နော် 192.168.1.2/30 ဖြစ်ရမယ် /30 interface 1/2 ကနောက်သူ့ကိုကျွန်တော်တို့ဒီ OSPF area 0ထဲမှာထားပဲနောက်ပြီးတော့ဒီ multicast pin sparse mode အနေနဲ့ configure လုပ်ပေးထားမယ်ပြီးရင်ခုနကအတိုင်းပဲကျွန်တော်တို့ loopback interface 10ပေါ့နော် tunnel endpoint အနေနဲ့သုံးမဲ့ loopback ကို configure လုပ်မယ်နောက်ပြီးရင်ကျွန်တော်တို့
OSPF router ID အနေနဲ့သုံးမဲ့ loopback ကိုလည်းကျွန်တော်တို့ configure လုပ်မယ်ဒါကတော့ဒီ Andalay network အတွက်ပဲပေါ့ OSPF ကတကယ် VXLAN မှာ configuration ပေါ့ဒါကတော့ပုံမှန်ကျွန်တော်တို့ဒီ routing configure လုပ်တဲ့အတိုင်းပဲပေါ့နော်နောက်ပြီးတော့ဒီ Anycast RP အနေနဲ့သုံးမဲ့ address ကိုကျွန်တော်တို့ configure လုပ်မယ်ပေါ့နော် loopback 200ဆိုပြီးတော့အပြင်ကျွန်တော်တို့ router OSPF process enable လုပ်မယ်ဒီ Nexus 2မှာအဲ့လိုပဲကျွန်တော်တို့ Nexus 1မှာ router OSPF 1 enable လုပ်မယ်အဓိကကတော့ခုနကကျွန်တော်တို့tunnel endpoint အနေနဲ့သုံးမယ် loopback 10ပေါ့နော်ချင်းဆက်သွယ်လို့ရအောင်အောက်ကနေပြီးတော့ကျွန်တော်တို့ OSPF routing ထားတယ်ပေါ့နော်အဲ့တော့အခုဆိုရင်ကျွန်တော်တို့ပြန်ကြည့်လိုက်မယ် show IP interface brief နဲ့အဲ့မှာတွေ့ရတဲ့အတိုင်း loopback 10 100 200ရှိမယ်နောက် OSPF ကျွန်တော်တို့ neighbor ခေါ်ကြည့်လိုက်မယ်ပေါ့နော် ပုံမှန် routing အလုပ်မလုပ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့တွေ့ရတယ်pin 222.2.2.2 ပေါ့နော် Nexus 1ကနေပြီးတော့ pin မယ်အဲ့တော့အဲ့ဒါကဘာကိုကျွန်တော်တို့ connect testing လုပ်လဲဆိုတော့ဒီ Nexus 2ရဲ့ loopback 10ကို connection ရှိမရှိပေါ့နော်အဲ့တော့ connection ရှိဖို့လိုတယ်ဒါမှကျွန်တော်တို့ဒီ MX VXLAN tunnel လုပ်တဲ့ချိန်ကျတော့ connect သူတို့ချင်း connect လုပ်လို့ရမှာပေါ့နော်အဲ့တော့အဓိကအဲ့ဒါကြောင့်မလို့ Andalay ဒါ configuration လုပ်တာဖြစ်ပါတယ်အဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာ Andalay ကတော့ configure လုပ်ပြီးသွားပြီပေါ့နော်အချင်းကျွန်တော်တို့ connect လုပ်လို့ရတယ်loopback 10အချင်းကျွန်တော်တို့ connection ရှိတယ် OSPF neighbor လည်းapp တယ်ပေါ့နော် routing ကလည်းလုပ်နေအဲ့တော့ဒါကAndalay ပေါ့နော်အဲ့တော့ Andalay ပြီးသွားတယ်ဆိုရင်အခုကျွန်တော်တို့ဒီ OSP ရဲ့VXLAN အတွက် configuration ထပ်လုပ်ပါမယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာတွေ့ရမယ် Nexus 1 Nexus 2ပေါ့နော်အပေါ်မှာကျတော့ကျွန်တော်တို့host ရှိမယ် host 1နဲ့ host 2အဲ့တော့သူတို့ကကျွန်တော်တို့ဒီမှာတွေ့ရတယ်လို့ပဲ VLAN 10နဲ့မှာရှိမယ်network ကကျတော့ 192.168.10.0/24 network ရှိမှာပေါ့နော်အဲ့တော့အလယ်မှာကျတော့ကျွန်တော်ခုနကlayer 3 network ရှိတယ်အဲ့တော့အဲ့ဒီဟာကိုကျွန်တော်တို့က overlay လုပ်ပြီးတော့ဒီ VXLAN ကိုအခုဒီအပိုင်းမှာကျွန်တော်တို့ configure လုပ်မယ်ပေါ့နော်အဲ့တော့ Nexus 1နဲ့ကိုကျွန်တော်တို့အရင်သွားကြည့်အောင်သွားပြီးတော့ဒီ multicast RP configure လုပ်မယ်ပေါ့နော်အဲ့တော့ဒီ multicast ဒီ device ကကျွန်တော်တို့ဒီ group အတွက်ပေါ့နော် RP ဆိုတာကိုဒါ configure လုပ်ပေးတာအဲ့တော့ group ကတော့ /24 အနေနဲ့ကျွန်တော်တို့သုံးမယ်ပေါ့လောဒီ lab မှာတော့အဲ့တော့ကျွန်တော်တို့ Anycast RP ကတော့IP address နှစ်ခုသုံးမယ်ခုနကတော့loopback 10ရဲ့ IP address နှစ်ခုအနေနဲ့ကျွန်တော်တို့နှစ်ခုသုံးမယ်ပေါ့နော်Nexus O2 မှာလည်း same configuration ကျွန်တော်တို့ configure လုပ်မယ်Okay အဲ့ဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ PIM interface တွေကျွန်တော်တို့စစ်ကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ပုံမှန်ကျွန်တော်တို့ဒီ multicast configuration ဖြစ်တယ်ပေါ့ဒီကျွန်တော်တို့ဒီ VXLAN VLAN တွေအတွက်ပေါ့နော်
ဒါဆိုရင်ကျွန်တော်တို့ပထမဦးဆုံး VLAN 10ကို configure လုပ်မယ်အဲ့တော့ VLAN 10ကတော့ပုံမှန်ကျွန်တော်တို့ VLAN ပဲပေါ့နော် host host တွေရှိမယ်ကျွန်တော်တို့ပုံမှန် VLAN ပဲ VLAN 10 configure လုပ်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ VN segment ဆိုတာရှိတယ်အဲ့တော့ VN segment ဆိုတာကပြောလို့ရတာကျွန်တော်တို့ VNI number ပဲပေါ့နော်အဲ့တော့ဒါက mapping လုပ်ပေးတာ VLAN 10နဲ့ဒီ VNI နဲ့ကိုကျွန်တော်တို့ mapping လုပ်ပေးတယ် VNI ကကျွန်တော်တို့ VXLAN ထဲမှာသုံးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် VLAN က10သူ့ရဲ့VNI number ကနော်1500 10ပေါ့ဒါကြိုက်တဲ့ number ကျွန်တော်တို့ဖြစ်လို့ရတယ်အဲ့လိုပဲကျွန်တော်တို့ Nexus 2ထဲမှာကျွန်တော်တို့ configure လုပ်ပေးမယ် VLAN 10နောက်ပြီးတော့သူ့ရဲ့ VN segment ပေါ့နော် VN segment က VNI number ထည့်ပေးရဥပမာဒါကကျွန်တော်တို့ဒီ trunk along VLAN တို့ပါတော့ ਨੇ ဒီသဘောတရားချင်းတူတယ်ပေါ့နော်ဒီ VN segment မှာဒီ VLAN 10ကကျွန်တော်တို့ VNI 1500 10နဲ့ညီတယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာတွေ့ရတဲ့ဘာလို့မလဲဆိုတော့ကျွန်တော်တို့ interface NVE configure လုပ်ပေးရမယ်အဲ့တော့ interface NVE ဆိုတာကတော့ခုနကပြောတဲ့ကျွန်တော်တို့အရင်ပြောခဲ့တဲ့ဒီ tunnel endpoint ပေါ့နော်သူ့ရဲ့ VTAP interface လို့လည်းပြောလို့ရတယ် overlay interface လို့လည်းပြောလို့ရတယ်အဲ့တော့ဒီ interface ကိုသုံးပြီးတော့ကျွန်တော်တို့တို့ကဘာလုပ်မလဲဆိုတော့အချင်းချင်း tunnel configure လုပ်မှာပေါ့နော်အဲ့တော့ဒီ Cisco မှာတော့ NVE လို့ခေါ်တယ်ကျန်တဲ့ဒီ device တွေမှာတော့ VTAP လို့ပါခေါ်လို့ရတယ်ပေါ့ဒါ Cisco ရဲ့ခေါ်ပေါ်ပေါ့နော် interface NVE ကျွန်တော်တို့ configure လုပ်တယ်အဲ့တော့သူ့ရဲ့ IP ကကြတော့ကျွန်တော်တို့ခုနက configure လုပ်ခဲ့တဲ့ loop pattern ကိုသုံးမယ်အဲ့မှာကျွန်တော်တို့ဒီ tunnel မှာ member ကခုနကကျွန်တော်တို့ configure လုပ်ခဲ့တဲ့ VN segment ပေါ့နော် VNI 1500 10အဲ့ဒီ1510နဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ multicast group ကို mapping လုပ်ပေးမယ်ပေါ့အဲ့တော့ပြောချင်တာကခုနက VLAN 10ကဒီ multicast group နဲ့ mapping ဖြစ်တယ်အဲ့တော့ VLAN 10ကိုကျွန်တော်တို့ communicate လုပ်ချင်ရင်ဒီ multicast group ကိုကျွန်တော်တို့က device ဒီ traffic ကို forward လုပ်ပေးရမယ်ပေါ့နော်အဲ့တော့ပြီးရင်ကျွန်တော်တို့ဒီ NV interface ကို no shut လုပ်ပေးမယ်အဲ့တော့ Nexus 2မှာလည်းဒီလိုပဲsource interface က VLAN 10ဖြစ်မယ်နောက်ခုနက VNI number ကိုကျွန်တော်တို့က multicast group နဲ့ mapping လုပ်ပေးမယ်အဲ့တော့ VLAN တစ်ခုချင်းစီ VNI တစ်ခုချင်းစီကကျွန်တော်တို့ multicast group နဲ့ mapping လုပ်ပေးရမယ်ပေါ့နော်အဲ့လိုလုပ်ပေးတာကျွန်တော်တို့အရင်ပြောခဲ့တဲ့ address landing နဲ့ကျွန်တော်တို့ BAM traffic handling မှာ handling အတွက်ဒါတွေကိုကျွန်တော်တို့ configure လုပ်ပေးရတာပေါ့အဲ့တော့ပြောရမယ်ဆိုရင်တော့ flat and land ဆိုတဲ့ method ကိုသုံးထားတာပေါ့နော်နောက်ပြီးရင်တော့ကျွန်တော်တို့ဒီ interface တွေကို VLAN assign လုပ်မယ်ပေါ့နော်ဒါ host port တွေကိုကျွန်တော် VLAN 10နဲ့ကို assign လုပ်မယ်အဲ့လိုပဲဒီဘက်မှာ interface 1/5အဲ့ဒီကောင်ကကျွန်တော်တို့ host မှာချိန်ထားတယ်ပြီးတော့သူကပုံမှန် VLAN ပဲဒါ VLAN 10ပေါ့နော် VLAN configuration ပဲOkay အဲ့ပြီးရင်ကျွန်တော်တို့ဒီ interface တွေကိုတစ်ချက်ကြည့်အောင်ပေါ့အဲ့မှာကျွန်တော် VLAN 10ရဲ့ interface က 1/5 ကကျွန်တော်တို့ VLAN 10ထဲမှာရှိတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ 1/ethernet 1/5 က VLAN 10 VLAN assign လုပ်ထားတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာကြည့်အောင် show
NVE interface ဆိုပြီးတော့ကြည့်လိုက်မယ်အဲ့ဒါခုနကကျွန်တော်တို့ configure လုပ်ခဲ့တဲ့ NVE1 ပေါ့နော်ဒီ tunnel endpoint အမှကြည့်မယ်ဆိုရင် state ကကျွန်တော်တို့လောလောဆယ် app ဖြစ်နေတယ်ပြီးတော့ encapsulation ကတွေ့ရမှာဆိုရင်ကျွန်တော်တို့ VXLAN ပေါ့ VXLAN encapsulation အဲ့ဒီမှာဒုတိယအကြောင်းမှာကျွန်တော်တို့ host landing mode ကဘာလဲဆိုတော့ data plane လို့လည်းခေါ်တယ်ပေါ့နော် flat and LAN အဲ့တော့သူက data plane ရှိတယ် control plane ရှိတယ် control plane ကတော့ကျွန်တော်နောက် video မှာပါမယ် EVPN နဲ့ control plane landing mode ပေါ့နော်ဒါကတော့ကျွန်တော်တို့ multicast ကိုသုံးပြီးတော့ VNN တစ်ခုချင်းစီကို multicast group တစ်ခုချင်းစီနဲ့ mapping လုပ်ပြီးတော့ဒါက landing mode ပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့က data plane landing mode လို့ခေါ်တယ်နောက်ပြီးတော့သူ့ရဲ့ source address ကကျွန်တော်တို့ loopback 10ကိုသုံးထားတယ် IP address က 1.1.1 ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ NVE interface ကလောလောဆယ် app နေတယ်ဒီဘက်မှာလည်းကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုရင် show NVE interface ပေါ့အဲ့မှာဆိုလည်းကျွန်တော် status က app တဲ့ VXLAN သုံးထားတယ် data plane ကိုသုံးတယ်ပြီးရင်ကျွန်တော်တို့ NVE peer ခေါ်ကြည့်မယ်ပေါ့နော် NVE peer ကခုနကပြောတဲ့ tunnel ပေါ့ tunnel peer ပေါ့ဥပမာကျွန်တော်တို့ Nexus 1နဲ့ Nexus 2က tunnel စောက်ထားတယ် tunnel ရှိနေတယ်ဆိုရင်တို့ကအချင်းချင်း peer NVE peer အနေနဲ့တွေ့ရမယ်ဒါပေမဲ့အခုကတော့မတွေ့ရသေးဘူးဘာဖြစ်လို့လဲဆိုတော့သူက data plane ဖြစ်တဲ့အတွက် data လာပြီဆိုမှကျွန်တော်တို့ flat လုပ်တယ် flat လုပ်ပြီးမှကျွန်တော်တို့ LAN လုပ်တယ်အဲ့ချိန်ကျမှကျွန်တော်တို့ဒီ NVE peers မှာdata ပေါ်လာမှာပေါ့နော်သူရဲ့ neighbor ကိုသူတွေ့ရမှာလောလောဆယ်ကတော့မတွေ့ရသေးဘူးအဲ့ data ရောက်မှသူက flat and LAN သုံးပြီးတော့ကျွန်တော်တို့ဒီ peer ကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်MAC address ကြည့်အောင်ပေါ့နော်အဲ့တော့ Nexus မှာဆိုရင်ကျွန်တော်တို့ဒီ show MAC address ပုံမှန်ဆိုရင်တော့ MAC address VLAN 10ပေါ့အဲ့တော့ဒီကကျွန်တော်တို့ lab လောက်ထားတဲ့ဟာဆိုတော့ပုံမှန်သူရဲ့ command ကတော့ show system internet L2 forwarder MAC address ဆိုပြီးတော့ဒါခေါ်ကြည့်ရတာပေါ့နော်အဲ့တော့အဲ့ဒါကဘာလဲဆိုတော့ show MAC address နဲ့တူတူပဲကျွန်တော်အခုလောလောဆယ်ကျွန်တော်တို့ MAC address တွေဒါကြည့်ရပါတော့Ethernet 1/5 ကတော့ app နေတယ်ဒါပေမဲ့ MAC address ကကျွန်တော်တို့မတွေ့ရသေးဘူးပေါ့နော်ကျွန်တော်တို့ host 1ကိုအရင်သွားကြည့်အောင် host 1မှာသူ့ရဲ့ IP address က 192.168.10.1 ပေါ့နော် host 2က 10.2 ဖြစ်ရမယ်အဲ့တော့သူတို့နှစ်ခုအချင်းချင်းကျွန်တော်တို့ဘာဖြစ်ရမလဲဆိုတော့ ping လို့ရရမယ်ပေါ့နော်Okay, host 2 192.168.10.2 host 1 10.1 အဲ့တော့ကျွန်တော်တို့ try ကြည့်အောင် ping ကြည့်အောင် 192.168.10.2 ကို ping ကြည့်အောင်အဲ့တော့ဒီမှာကျွန်တော်တို့တွေ့ရတယ်လို့ပဲပထမကတော့ကျွန်တော်တို့ request time out နောက်ကြတော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ reply ရတယ်ပေါ့နော်အဲ့တော့ဒါကတော့သိတဲ့အတိုင်းပဲကျွန်တော်တို့ဒီပထမဦးဆုံးကျွန်တော်တို့ up တို့ဘာလို့သုံးတဲ့အချိန်မှာဒါ time out ဖြစ်တယ်ပေါ့အဲ့တော့ပြောချင်တာကတော့နောက်ပိုင်းမှာသူ reply ပြန်ရတယ်အဲ့တော့ကျွန်တော် Nexus OS 1မှာကြည့်အောင် show NVE peers လို့ခေါ်လိုက်ရင်ကျွန်တော်တို့ဒီမှာတွေ့ရလိမ့်မယ်နော် peers တစ်ခုတွေ့ရတယ်သူတို့ peer IP က2.2.2.2 interface ကကျွန်တော်တို့ NVE1 ကပေါ့နော်အဲ့မှာသူရဲ့ status ကကျွန်တော်တို့ app ဖြစ်တယ်ပြီးတော့ landing type ကကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင် DP ပေါ့နော်အဲ့ဒါကဘာကိုပြောလဲဆိုတော့ data plane ကိုပြောတယ်အခုကျွန်တော်တို့ MAC address ကြည့်အောင်အဲ့တော့ MAC address ဆိုရင်အခုဆိုရင်ကျွန်တော်နှစ်ခုမြင်ရမယ် show system internet L2 forward MAC address ဆိုပြီးတော့ VLAN 10မှာတွေ့ရတဲ့ MAC address သူရဲ့ဒီကျွန်တော်တို့ဒီမှာတွေ့ရတဲ့ AAPPCC ပေါ့နော်30
10.0 အဲ့ကောင်ကဘာလဲဆိုတော့ဘယ်ကနေလာလဲဆိုတော့ NVE peer 2.2.2 က link လာတာပေါ့เนาะနောက်တစ်ခုကကြတော့မှကျွန်တော်တို့ Ethernet 1/5 နဲ့ connect လုပ်ထားတာအဲ့တော့ Nexus 1ကသူ့ရဲ့ port 1/5 မှာတွေ့ရတဲ့MAC address ရှိမယ်နောက်ပြီးတော့ peer ကနေပြီးတော့တည်တဲ့ MAC address ရှိမယ်เนาะအဲ့တော့ဒါကခုနကကျွန်တော်တို့ပင်လိုက်တဲ့အချိန်မှာ flat လုပ်ပြီးတော့ကျွန်တော်တို့ LAN လုပ်တယ်ပေါ့နော်ခုနကကျွန်တော်တို့ပြောခဲ့တဲ့ multicast group မှာသူက flat လုပ်လိုက်တယ်ပြီးတော့မှဟိုဘက်က host 2က reply ပြန်တဲ့အချိန်မှာသူကဒီ switch ထဲမှာ landing လုပ်ထားတယ်အဲ့တော့ဒီဘက်မှာကြည့်မယ်ဆိုလဲအတိုင်းပဲ show NVE peers 1.1.1 ကိုတွေ့ရတယ်နောက်ပြီးတော့ MAC address ကသူ့ရဲ့ Ethernet 1/5 မှာရှိနေတဲ့တယောက်ရဲ့နောက်ပြီးတော့အဲ့ဒီ NVE peer 111ကနေပြီးတော့LAN လုပ်တဲ့ MAC address ရပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ show NVE VNI ပေါ့ဒါကကြတော့ဒီခုနက VNI VLAN နဲ့ကျွန်တော်တို့ VNI mapping ကိုကြည့်လို့ရတယ်အဲ့မှာ interface ကကျွန်တော် NVE1 VNI က1510ပေါ့နော်သူ့ရဲ့ mapping လုပ်ထားတဲ့ကျွန်တော်တို့ multicast group က239001ပေါ့နောက်ပြီးတော့ VLAN ကကျွန်တော်တို့ layer 2 VLAN 10အဲ့တော့ layer 2ကကျွန်တော်တို့ဒီ layer 2 VLAN လိုပဲပေါ့နော်ဒီ VNI ကကျွန်တော်တို့ layer 2 VNI ရှိတယ် layer 3 VNI ရှိတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ layer 2 VNI သူနဲ့ mapping လုပ်ထားတာ VLAN 10 landing mode က DP เนาะ multicast group ကကျွန်တော်တို့ဒါပေါ့ဒါကတော့ဒီ VNI mapping ကိုဒီ command နဲ့လည်းကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာလည်းအဲ့လိုပဲတူတူပဲတွေ့ရလိမ့်မယ်အဲ့မှာကျွန်တော်တို့ဒီပင်ကျွန်တော်ဒီ multicast route မှာ M route မှာကြည့်မယ်ဆိုရင်လည်း source ကဒီ group မှာ 239.0.0.1 မှာနှစ်ခု join ထားတယ်ပေါ့နော် 1.1.1 နဲ့2.2.2 Okay အဲ့ဆိုရင်ကျွန်တော်တို့နောက်ဆုံးအနေနဲ့pin test လုပ်ကြည့်အောင်ပေါ့နော်ဒီ host ကျွန်တော်တို့2နဲ့ host 1ကိုတစ်ခေါက်ပြန်ပြီးတော့အဲ့တော့ host 2ကနေကျွန်တော်တို့ host 1ကိုပြင်မယ် 192.168.10.1 Okay ကျွန်တော်တို့ပြင်လို့ရတယ်ပေါ့နော်အဲ့လိုပဲ host 1ကနေပြီးတော့ host 2ကိုကျွန်တော်တို့ပြန်ပြီးတော့ပြင်ကြည့်အောင် 192.168.10.2 ကိုကျွန်တော်တို့ပြင်ကြည့်မယ်ပြင်လို့ရလားဆိုတာ Okay အဲ့ဆိုပြင်လို့ရတယ်ပေါ့နော် Okay ပါရဆိုရင်ဒီ VXLAN ကကျွန်တော်တို့ဒီ multicast landing mode เนาะ data plane landing mode နဲ့ဒါ configure လုပ်ပြီးသွားပြီဖြစ်တယ်အဲ့တော့ဒါက simple ကျွန်တော်တို့ layer 2 VNI ကိုသုံး layer 2 VNI ပေါ့เนาะ layer 3 VNI မဟုတ်သေးဘူးနောက်ပြီးတော့ခုနကကျွန်တော်တို့ landing mode က data plane landing mode flat and land လို့ခေါ်တယ်သူက data ရောက်လာပြီး flat လုပ်လာပြီးမှ response ပြန်လာတဲ့ဟာကိုကျွန်တော်တို့ landing လုပ်တာပေါ့เนาะOkay ပါအခုလိုမျိုးချိန်ပြီးကြည့်ရှုပြီးကျေးဇူးတင်ပါတယ်အဲ့တော့နောက် video ကလာမယ့်ဟာကတော့ layer 3 VNI ပါမယ်နောက်ပြီးတော့ကျွန်တော်တို့ကlanding mode က control plane landing mode ဖြစ်မယ်ကျွန်တော်တို့ပြီးတော့ EVPN ကိုအသုံးပြုထားမယ်ပေါ့နော် BGP နဲ့ EVPN ကိုအသုံးပြုပြီးတော့ဒီ mode လုပ်ပြီးတော့မှာဖြစ်ပါတယ်Okay ပါကျေးဇူးအများကြီးတင်ပါတယ်အခုလိုကြည့်ပေးတာအဲ့တော့နောက် video တွေမှာပြန်တွေ့ပါမယ်